တော့ဒီမြမတက်မတော်နဲ့အာရခတက်တော်တို့ဖြစ်ပွားတဲ့တိုက်ပွဲမှာနော်ဖန်စီထိတ်တိတ်ချင်းခံခဲ့ရတဲ့အမတာ390ခုအမြောက်တိုက်ရင်ကဒုတိယပုံမီချောဆောင်ရဲ့ဇနီးဒေါ်ဒစင်ချိုပဲဖြစ်ပါတယ်ရှင်ကျွန်မပထမအဆုံးအနေနဲ့ပြောချင်တာတော့ဒီနေ့လို့ပေါ့နော်ကျွန်မတို့အားလုံးမျှော်လင့်ထားတယ်လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့အခမ်းအနားလေးကိုဖြစ်မြောက်အောင်အခက်အခဲတွေအားလုံးကြားရကနေလုတ်ပေးခဲ့တယ်ပေါ့နော်ဒီအာရခတက်တော်ကတာဝန်ရှိတဲ့လူချင်းတွေများအားလုံးကိုမိသားစုဝင်တွေကိုကျေးဇူးထူးပဲတင်ရှိတယ်လို့ပြောချင်ပါတယ်ရှင်ကျမတို့ဒီအာရခတက်တော်ရဲ့ဖန်စီထိတ်တိတ်ခံရတာဆိုရင်2 နှစ်တာကာလကိုဖြတ်တန်းခဲ့ပြီပေါ့နော်အဲ့ဒီ2 နှစ်တာကာလအတွင်းမှာကျမတို့မိသားစုဝင်တွေအားလုံးကိုမဲ့တပေါက်မစွန်းစေပဲရန်သူလို့တဘောမထားပဲနဲ့ကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုးအကျဉ်းသားလို့မဆက်ဆံနေနဲ့ကိုယ့်ရဲ့မိသားစုဝင်ညီကိုမောင်နှမတွေလိုဆက်ဆံပြီးခဲ့တဲ့လူသားချင်းစာနာမှုထောက်ထားပြီးတော့ဆက်ဆံပြီးခဲ့တဲ့ဒီအာရခတက်တော်ဟာရှိသမျှပေါ့နော်တာဝန်ရှိတဲ့လူတွေမှာဗာမိသားစုဝင်အားလုံးလည်းကျမတို့ကျေးဇူးတင်တယ်လို့ကျမပုံစားပြောချင်ပါတယ်ကျမတို့ပေါ့နော်ဒီ2 နှစ်ကျော်ကာလမှာဖြတ်တန်းခဲ့ရတဲ့အခြေအနေကတော့ပြောပြမယ်ဆိုရင်လုံလောက်မှုတော့ရှိမှာမဟုတ်ပါဘူးဒါပေမဲ့လည်းအချိန်ကာလကြာလာတဲ့နေရာပေါ့နော်ဒီအာရခတက်တော်ရန်သူလို့ကိုသတ်မှတ်ထားတယ်ပေါ့နော်ဒီရခိုင်ပြည်နယ်မှာရှိတဲ့အာရခတက်တော်ရဲ့စိတ်ရင်းစေတနာအမှန်တွေကိုလည်းကျမတို့တွေကအချိန်ကာလကြာလာတဲ့နေရာတီးခဲ့ရတယ်သူတို့ပုံမှာလည်းလာပြောမပြနိုင်တဲ့ကျေးဇူးတင်မှုတွေနဲ့ဒီနေ့အထိရင်ထဲမှာတကယ်ကိုပေါ့နော်စစ်မှန်တဲ့ကျေးဇူးတင်မှုတွေနဲ့လည်းကျမရင်ထဲမှာအပြည့်ရှိပြီးရပေါ့ပြီးတော့ကျမတို့ဒီမိသားစုဝင်တွေထဲမှာဆိုရင်အဓိကပြောချင်တာပေါ့နော်မိသားစုဝင်တွေထဲမှာဆိုအရွယ်ရောက်ပြီးသားမိန်းမပြိုလေးတွေသမီးပြိုလေးတွေအများကြီးပါတယ်ဒါပေမဲ့လည်းဒီ2 နှစ်ကျော်ဆိုတဲ့ကာလအတွင်းမှာအာရခတက်တော်တပ်ဖွဲ့ဝင်တွေရဲ့ပေါ့နော်ကိုကြီးစောင့်ရှောက်မှုပဲရခဲ့တာပါကျမတို့ဟုတ်လားဘဒူးမှလည်းထိပါရီးပါခြင်းမပြုတ်ခဲ့သလိုဘဒူးမှလည်းစကားဖြစ်တော်၎င်းကိုအမူအရာနဲ့တော်၎င်းထိပါစကားခြင်းမခံခဲ့ရပါဘူးအဲ့ဒီအချက်အတွက်ပေါ့နော်မိဘတွေကိုစားကျမအရန်ကိုကျေးဇူးတင်တယ်လို့အာရခတက်တော်ကြီးလည်းပြောချင်ပါတယ်ပြီးတော့ကျမတို့ဒီတိုက်ပွဲကာလမှာပေါ့အချိန်တော့ကြာသွားတယ်ပြန်ချင်တဲ့မျောလင်းချက်တွေကလူတိုင်းရဲ့ရင်မှာဒီမျောလင်းချက်တစ်ခုနဲ့ပဲအသက်ရှင်နေခဲ့ရတယ်ဒါပေမဲ့လည်းကိုပေါ့ဒီ20တလပိုင်း20ရက်နေ့ဖြစ်စဉ်ကိုကြည့်ပြီးတော့ဗောနော်ကိုတွေပြန်ပြီးတော့ကြန့်ကြာနေအောင်မလားခါတိုင်းအရင်တော့ဆိုလည်းကျမတို့ပြန်ပို့ဖို့အတွက်စီစဉ်နေရတော့ကြာနေပါပြီဒါပေမဲ့လည်းဒီလမ်းပန်းဆက်သွယ်ရေးတကြောင်ပြီးရခိုင်ပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေနေရာအနှံ့မှာဗောနော်ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်လည်းဗောနော်အမျိုးမျိုးကြန့်ကြာမှုတွေကြုံခဲ့ရတယ်ဒီ20ရက်နေ့ဖြစ်စဉ်ဆိုရင်လည်းကျမတို့ရဲ့မျှော်လင့်ချက်တွေဆုံးရှုံးပြီလားလို့တောင်ကျမတို့လည်းတကယ်ထင်ခဲ့မိတယ်ပေါ့နော်ဒါမဲ့လည်းဒီနေ့ဒီချိန်မှာပေါ့မင်္ဂလာရှိစွာနဲ့ဒီလိုလွတ်ငြိမ်းချမ်းသာဝင်ပေးတော့မယ်ဒီမိသားစုဝင်တွေအကုန်လုံးကိုလွတ်ငြိမ်းချမ်းသာဝင်ပေးတော့မယ်ဆိုတဲ့အကြောင်းလေးကြားလိုက်ရအတိုင်းမတိဝမ်းသာပြီးတော့ပေါ့နော်ကျမမှာပြောစရာစကားတော့မှတကယ်ပြောမထွက်တော့ရင်ထဲမှာလည်းမိသားစုဝင်တွေကိုစားပေါ့နော်ကျေးဇူးတင်တာအထက်ပါပဲဒီအာရခတက်တော်ကြီးလဲကျမရင်ထဲကနေတကယ်ကိုဆွတောင်းပေးတယ်ဒီခုနေ့ကသားသမီးတွေကိုစိတ်ချမ်းသာအောင်မျှော်လင့်ချက်လေးကိုလာရောင်ကြီးလေးတန်းပေးလိုက်တဲ့အတွက်အာရခတက်တော်ကြီးလဲဒီနေ့ဒီချိန်ကစလို့အောင်မြင်မှုပန်းနိုင်ကိုအများဆုံးရောက်နေပါစေလို့ကျမရင်ထဲကစေတနာနဲ့ဆွတောင်းပေးလိုက်ပါတယ်မိသားစုဝင်တွေကိုစားလဲကျမကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြားချင်ပါတယ်ရှင်